ကဲမင်းထမင်းတောင်းသားလုံးငါကြွေးပြီးပြီငါမေးတော့ဖြေပါဦးကွာ ဟုတ်ကဲ့ မင်းကဘယ်ရွာကလဲဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ ကျွန်တော်ကတဖန်ကုန်းရွာပါမနေ့ကညနေ9:00ကျော်လောက်ကရွာမှာလူတစ်ယောက်ကိုပွဲချင်းပြီးအပြတ်ရှင်ပြီးထွက်ပြေးလာရင်ကဒီကိုရောက်လာတာပဲ ဟုတ်ဒါနဲ့မင်းကရည်တယ်မရှိပဲဘာလို့ရည်နေတာလဲ အောက်လမ်းပညာနဲ့အပြုစားခန်းနာပါဗျာအခုလိုဖြစ်နေတာတစ်လကျော်ပြီ ဒီလိုပဲမြဲတဲ့ရည်နေတာလား အမြဲတမ်းတော့မဟုတ်ပါဘူးဗျာမနေ့4:00လောက်ကနေတနေ့လုံးရည်ပြီးညနေ9:00ထိုးလို့မှရက်တာခက်တာညနေ9:00ထိုးလို့ရည်တာရက်တာနဲ့လူသားချင်းတဲ့စိတ်ကဘွားကနေကိုဖြစ်ပေါ်လာတာဗျို့ မောင်ကိုပဲချက်ကျွေးဖို့ကို့ဘက်ကခြေလန်းတလန်းချင်းလန်းခဲ့တဲ့အခါမှာမောင်ဘယ်တော့မှမောင်ဘက်ကခြေလန်းဘယ်နဲ့လန်းခဲ့ဘူးလို့လဲချစ်သူပဲချက်ကျွေးရဆိုတာလေကျိုးတယောက်ကသခင်တယောက်ကိုချက်ကျွေးလို့မျိုးမဟုတ်ဘူးမောင်ကိုပညာရေးဒီဂရီကောလိပ်စီမံတီးလို့ဒီနေ့ခရမ်းသီးရေလုံးပြုတ်နောက်နေ့ပဲနဲ့နောက်နေ့တရက်ချင်းအဲ့လိုမျိုးမရောချက်ကျွေးတာအဲ့ချစ်လို့ခင်ဗျာကျွန်တော်ချစ်ကိုစော်ကားခင်ဗျာကျွန်တော်ပဲကိုဖြတ်စည်းပြတယ်နေပဲငါကောင်းကောင်းစားသိချင်လို့ငါကြာစံထဲ့တာလားအဲ့အနည်းတော့တတ်အပြစ်ရှာနေတော်တော့ကဘာပေါ်မှာကိုမုံဆုံးဟင်းကပဲလို့ပြောရင်မောင်တန်တရားကင်းကင်းနဲ့ရှင်လိုက်ပါ ဟာလေဘယ်လိုလဲဘာလုပ်ချင်လို့ တော်ဆူဆူပါလားခင်ဗျာ ဟုတ်တယ် တော်ဆူဆူကကျွန်တော်ကိုတိမှမဟုတ်ဘူးဗျာ မသိရင်လည်းပြောမနေနဲ့တော့ ဟော ဟဲ့ညညဘာဖြစ်နေကြလဲ ဘာမှမဖြစ်ပါဘူး